အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သင်ပေးချင်တာကတော့အကောင့်အတုတွေကို report တင်တဲ့နည်းပါပဲဘာဖြစ်လို့ကျွန်တော်တို့အကောင့်အတုတွေကို report တင်သင့်တယ်လဲဆိုတော့ဒီလူတွေကကျွန်တော်တို့စိတ်ကိုအများကြီးအနှောက်အယှက်ဖြစ်စေတယ်ဒါကြောင့်မလို့ဒီလူတွေကို Facebook ပေါ်မှာမရှိအောင်ကျွန်တော်တို့ကလုပ်ရမယ်သူတို့ကိုမရှိစေခြင်းဖြင့်ကိုယ့်အကူလည်းကူညီရာရောက်တယ်စိတ်ပိုင်းဆိုင်ရာရပါတော့เนาะအဲ့တော့ကျွန်တော်တို့ကသူတို့ကိုreport တင်ပါမယ်တင်နည်းကိုကျွန်တော်ပြပါမယ်ဒီလူဆိုရင်ပေါ့နော်ကျွန်တော် post တွေမှာဒါမျိုး comment တွေလာမှန်တယ်သူကအထူးသဖြင့်ဒေါအောင်ဆန်းစုကြည်နဲ့ဆိုင်တဲ့ post တွေမှာလာမှန်နေပေါ့ဗျာအဲ့တော့ကျွန်တော်သူ့ကို report တင်ပါမယ်သူ့ရဲ့comment ကိုဖွားလေးနှိပ်လိုက်လို့ရှိရင်ဒီလိုလေးပေါ်လာပါလိမ့်မယ်အဲ့မှာ report comment ဆိုတဲ့ဟာကိုရွေးလိုက်ပါအဲ့ဒီကြာလို့ရှိရင်ဒီမှာရွေးစရာ၅ခုလောက်ရှိတာပေါ့နော်အဲ့ဒီမှာ violent hateful or disturbing content ပေါ့နော်ဒါကသူတို့ကအမုန်းစကားကိုပြောစီတဲ့ content ပေါ့နော်အဲ့ဒါကိုရွေးလိုက်ပါအဲ့ဒါရွေးပြီးသွားလို့ရှိရင်ဒီမှာနောက်တစ်ခါဘာကိုရွေးရမလဲဆိုတော့ promoting hate ပေါ့နော်ဒါအမုန်းတရားကိုပွားစေတဲ့ post ပါဆိုတဲ့ဟာကိုရွေးလို့ရပါတယ်အဲ့ဒီကနေတစ်ဆင့်ဘာကိုစားပြုတာလဲဆိုတော့သူတို့က posting hateful speech ပေါ့နော်ဒါအမုန်းတရားကိုဖြစ်စေတဲ့စကားကို post လုပ်ပါတယ်လို့ရွေးလိုက်ပါနောက်ဆုံးကြရင်တော့ဒီအောက်ဆုံးက submit ဆိုတဲ့ button ကိုနှိပ်လိုက်ပါနော်အပြာရောင်လေးအကွက်ကလေးကိုနှိပ်လိုက်ပါနှိပ်လိုက်လို့ရှိရင်သူကreport တင်ပြီးသားဖြစ်သွားပြီပေါ့နော်ကျွန်တော်ကတော့မနှိပ်ပြတော့တာကျွန်တော်ကသူ့ကို report တင်ပြီးသားဖြစ်နေလို့ပါနော်အဲ့လိုလူတွေများသူတို့ကို report ထုလေသူတို့မှာFacebook ကသူတို့ကိုစောင့်ကြည့်လေပေါ့ဗျာအဲ့လိုသဘောရှိပါတယ်အဲ့ဒါပြီးသွားလို့ရှိရင်ကျွန်တော်တို့ကသူ့ရဲ့ profile ကိုလည်း report တင်လို့ရပါတယ်အဲ့သူ့ရဲ့နာမည်ကိုပေါ့နော်နှိပ်လိုက်ပါအဲ့နာမည်ပေါ်လာလို့ရှိရင်ဟိုးအပေါ်ဆုံးမှတောင်းမှရှိတဲ့အဆက်30ကိုထပ်ပြီးတော့နှိပ်လိုက်ပါအဲ့အဆက်30ကိုနှိပ်လိုက်လို့ရှိရင် report profile ဆိုတာပေါ်ပါလိမ့်မယ်အဲ့ဒီဟာကိုနှိပ်လိုက်ပါအဲ့ report profile ကိုတိတ်လိုက်ပြီးသွားရင်ဒီမှာ something about this profile ပေါ့နော်ဒီအကြောင်းကိုသူ့ရဲ့ profile ကိုကျွန်တော်တို့ report လုပ်ချင်တယ်ဆိုတဲ့ဟာကိုထပ်ပြီးတော့နှိပ်ပါနှိပ်ပြီးသွားလို့ရှိရင်ဒီမှာဘာပေါ်မလဲဆိုတော့သူကပြထားမယ်ပေါ့နော်ဒါဒီတစ်ခါတော့ကျွန်တော်တို့ကသူ့ကိုဒါ fake profile ပေါ့ဗျာများသောအဖြစ်ကသူတို့ကဟိုလှုပ်ထားတဲ့ profile တွေများတယ်ဆိုတော့အဲ fake profile ကိုနှိပ်ပါနော်အများသောအဖြစ်ကသူတို့ကဒီ account တွေကဖွင့်ပြီးတော့ပွားတဲ့ account တွေဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့က fake profile ကိုနှိပ်ပါအဲ့ဒီမှာ तू ကမေးမယ်ဘယ်သူကိုအတုလဲဆိုတော့နောက်ဆုံးအောက်ဆုံးမှာရှိရဲ့ they are not a real person ပေါ့နော်သူတို့တွေကလူအစ်စ်မဟုတ်ဘူးလူအစ်စ်မဟုတ်ဘူးဆိုတာဟိုနာမည်တွေလိန်ထားကြတဲ့လူတွေပေါ့ဗျာအဲ့ဒီဟာကိုဆိုလိုပါတယ်အဲ့ they are not the real profile person ဆိုတဲ့ဟာကိုနှိပ်လိုက်ပါအဲ့ဒါနှိပ်ပြီးလို့ရှိရင်ခုနကတော့လိုပဲအပြာရောင် submit button ကိုနှိပ်လိုက်လို့ရှိရင်သူ့ရဲ့ account ကိုပါ report ထုပြီးသားဖြစ်သွားပါလိမ့်မယ်ကျွန်တော်တို့ကအဲ့ဒါမျိုးကိုလူတွေများ report လုပ်လေသူတို့မှာဒီ account ကFacebook ကစောင့်ကြည့်ခံရတာများလေပြီးတဲ့အခါကြောက်လို့ရှိရင်သူတို့ account တွေပိတ်သွားပါလိမ့်မယ် account တစ်ခုကိုပြန်ဖွင့်ရတာလေအချိန်တစ်ခုကြာတဲ့အတွက်ကြောင့်သူတို့မှာ account ခဏပြန်မဖွင့်နိုင်ပါဘူးဖွင့်လို့ရှိရင်လေကျွန်တော်တို့က report တင်လိုက်သူတို့က account တွေပြတ်သွားလိုက်နဲ့တန်တရားလေနေပြီးတဲ့အခါကျရင်ကျွန်တော်တို့ရဲ့ Facebook တွေကအများကြီးတန့်ရှင်းသွားပါလိမ့်မယ်เนาะအဲ့တော့ဖြစ်နိုင်ရင်သူတို့ကို report တင်ခြင်းအဖြစ်ကျ
ကျွန်တော်တို့ Facebook ကိုတန်ရှင်းအောင်ကူညီကြပါဘာမှလည်းကြောက်စရာမလိုပါဘူးကို report တင်တဲ့ကိစ္စကိုဘယ်သူကမှလည်းမသိပါဘူးအဲ့တော့ဒါပေမဲ့ကျွန်တော်တို့အနေနဲ့ report တင်ကြဖို့လိုပါတယ်ဟုတ်ကဲ့အားလုံးပဲကျေးဇူးတင်ပါတယ်